လွမ်းစရာရှိရင်လွမ်းစာနဲ့ဖြည့်ဆိုတဲ့စာရေးစောင်းဖို့အတိုင်းကျွန်တော်တို့ရန်ကုန်ပြန်ရောက်တော့ရန်ကုန်အလွမ်းပြေမုတ်ကလေးတွေသွားစဖြစ်ခဲ့တဲ့အကြောင်း vlog လေးရိုက်ပေးထားပါတယ်အပြင်မှာလည်းမိုးရွာနေတာဆိုတကယ်လွမ်းတာဆိုတာကနည်းနည်းစစ်စစ်မိုးလီအေးအေးလေးနဲ့ရန်ကုန်မှာနိုင်ငံခြားရောက်နေတဲ့သူတွေအတွက်လွမ်းစာဆိုတဲ့ဆိုင်လေးကိုစားမှာဖြစ်ပါတယ်ရန်ကုန်စားတောက်တွေလွမ်းနေလွမ်းစာကိုလက်စားပါပါရန်ကုန်စားတောက်တွေလွမ်းနေသူတွေအတွက်လွမ်းစာလေးပါကဲကိုကတော့စင်တို့လွမ်းစာဆိုတဲ့ဆိုင်လေးကိုရောက်နေပါပြီအာရန်ကုန်မှာမူးကြီးတန်းကြွားနေလို့ထဲဝင်လာမယ်နော်မထိုင်ပါမယ်အနေရဒီတွင်းထဲမှာလည်းထိုင်နေရပါတယ်ဒါကတော့လွမ်းစာရဲ့မီနူးလေးပါဒါကတော့လုံးဝအင်္ဂါလေးပါအင်္ဂါလုံးဝလို့ဝါ5လေးရရှိတယ်နော်စပွဲလေးတွေဟိုအရင်1990 80 90 2000ဝန်းကျင်လောက်က5လေးရအဲဒီဆိုင်ကြီးကအပြင်မှာလည်းမိုးရွာနေတာဆိုတကယ်လွမ်းတာဆိုတာကနည်းနည်းစစ်စစ်毛水这呢？哦，ပေးကြတာတော့ပေးကြကြအောင်အာလီနဲ့ပတ်ထားပါဒီဆိုင်ရလေပေးမောက်အနက်အဲ့လိုမှုမွေးနဲ့အများစားလို့ပါအဲ့ဒါကိုကြိုက်တာသူကပဲကြတယ်တော့တုံတန်အဲ့လိုပဲကြတယ်ကြိုက်တယ်ပေါ့ဒါရန်ကင်းဆက်နှလုံးနဲ့လို့ပေါ့အဲ့ဆက်နှလုံးနဲ့မှရန်ကင်းပါလည်းမသိဘူးလမ်းကြည့်ဒါစင်ကြလီဆောင်မှာပါတယ်ဒီလေးကိုလေးဆက်ပြီးတော့မုံနောက်ပထားပါမယ်။ဒီမုံတော့များရင်ထည့်တော့ရှင်သွားလို့နည်းနည်းပေါ့။အရင်ကောင်းတယ်လို့ပြောနည်းနည်းပေါ့။ငင်းငါစားပြပေးပါဆိုပြီးတော့မမကငင်းငါပတ်စားပြပါမယ်။ဒီနေ့လွမ်းစာလေးကြည့်လိုက်တာဟုတ်နောက်ထပ်စာတော့ပါဟုတ်ပါအောင်နောက်ထပ်ရခိုင်တော့ခိမိညာ我刚刚弄的泡汤的，这里不看一起买去了。我爸爸这样子这样子，刚来的，这啥来的？没有啊你？挂的。哦，အေးလိုက်တာ
ဆိုတော့ အခုတော့ပြန်ပါမယ် ခုတော့အိမ်ပြန်တော့ပါမယ် နောက်နေ့ကျရင်ဘာစားချင်လဲ comment မှာရေးခဲ့ကျွန်မသွားစားပြီးမယ် ရန်ကုန်လွမ်းပြေ ရန်ကုန်လမ်းကြီးလေးတွေတင်ပေးမယ်အားလုံးပဲဆုံးထိကြည့်ပြတဲ့ Bye bye ကျေးဇူးတင်ပါတယ် bye bye